Hello မင်္ဂလာပါအခုကျွန်မဖတ်သွားမယ့်စာကြောင်းလေးတွေကတော့family မူကြိုကြောင်းအတွက်ပါရှင် The family မူကြိုကြောင်းအချက်လက်များစရင်မသွင်းမီကျွန်တော်တို့ဤမူကြိုကြောင်းကိုပုံမူလေ့လာရန်တိစိတ်ဝင်စားသည့်အတွက်ကျွန်တော်တို့ဘက်မှအလွန်ဝမ်းသာမိပါတယ်တတိထားရန်လိုအပ်သည့်အချို့သောအရေးကြီးအကြောင်းအရာများမှာအောက်ပါအတိုင်းဖြစ်ပါသည်ကျွန်တော်တို့ဤမူကြိုကြောင်းအကြောင်းမြန်ချုံယုံတုံတော့ချက်မူကြိုကြောင်းမှာအသက်3နှစ်မှ9နှစ်အတွင်းကလေးများအတွက်ဖြစ်သည်ကလေးများမှာစက်တင်ဘာလ1ရက်နေ့မှနောက်ဆုံးထားပြီးအသက်3နှစ်ပြည့်ရမည်ဖြစ်သည်မနက်8:15မိနစ်မှနေ့လယ်12နာရီအထိတနင်္လာဗုဒ္ဓဟူးတောက်ကြနေ့မှာကျွန်တော်တို့၏ကျောင်းချိန်ဖြစ်သည်ကလေးများမှာသူတို့၏တရက်တာအချိန်ကိုကုံဆုံးရန်အတွက်တနိတာရွေးချယ်စရာများစွာရှိပြီးအခြားသောကလေးများလူကြီးများနဲ့စော့ကစားနေချိန်အတွင်းမှာတင်ယူလေ့လာမှုများအများစုကိုလေ့လာတင်ယူရမှာဖြစ်ပါသည်ကျွန်ုပ်တို့ရဲ့အစီအစဉ်သည်အခမဲ့ဖြစ်သည်ကျွန်ုပ်တို့၏ကျောင်းသို့တည်ယူပို့ဆောင်ရေးအစီအစဉ်ကိုတော့မစီစဉ်ပေးပါကျွန်ုပ်တို့၏မူကြိုကျောင်းမှာအင်္ဂလိပ်ဘာသာဖြင့်သင်ကြားပေးမှာဖြစ်ပါသည်ကျွန်ုပ်တို့လည်းမူကြိုကျောင်းမှာဝန်ထမ်းများမှာဘာသာစကားနှမျိုးနဲ့အထက်သမြောက်သူများဖြစ်သည့်အတွက်အသက်နိုင်ဆုံးကျွန်ုပ်တို့မူကြိုသည်လိုင်စင်အကျယ်၅လုံးမူကြိုဖြစ်သည်လို့ဆိုလိုရင်းမှာကျွန်ုပ်တို့၏မူကြိုကျောင်းသည်အရေးအသွေးပြည့်မီမူကြိုကျောင်းတစ်ကျောင်းဖြစ်ပါသည်ကလေးများအတွက်ကျွန်ုပ်တို့ဖြစ်စေချင်သောဆန္ဒကျွန်ုပ်တို့၏မူကြိုကျောင်းမှာပြဿနာများကိုကင်တွယ်ဖြေရှင်းခြင်းမျှဝေခြင်းပဋိပက္ခများဖြေရှင်းခြင်းပြောဆိုဆက်ဆံရေးနဲ့စော့ကစားခြင်းစသည့်တို့ကိုလေ့ကျင့်ပေးသောနေရာတစ်နေရာဖြစ်သည်ကလေးငယ်များ၏ခံစားချက်များကိုလုံခြုံစွာဖော်ပြနိုင်သောနေရာဖြစ်သည်ကျွန်ုပ်တို့ဒီကလေးများအားသူတို့ခံစားရသည့်ခံစားချက်များကိုအမိပေးကမိတုပ်သောခံစားချက်များရှိလေသူတို့ကိုယ်တိုင်နဲ့အခြားသူများကိုဘေးကင်းစေရန်လေ့ကျင့်ပေးသည်ကျွန်ုပ်တို့ဒီကလေးများ၏၎င်းတို့မိသူမိဝဖြစ်ကြောင်းနဲ့၎င်းတို့အတွက်အရေးကြီးသောအရာများကိုသိရှိစေရန်ကူညီပေးသည်မူကြိုကျောင်း၏အသွေးအခေါ်ကလေးများစော့ကစားခြင်းမှတဆင်တင်ယူလေ့လာသည်ဟုသိပ္ပံသူတေသနစာသားများကဖော်ပြကြသည်စော့ကစားခြင်းမှတဆင်၎င်းတို့၏အုံနောက်များသည်တည်င်းအချက်လက်အသစ်များကိုလေ့လာတင်ယူကြခြင်းဖြစ်သည်စော့ကစားခြင်းကအရေးနဲ့အဖက်ပြဿနာများကိုကင်တွယ်ဖြေရှင်းခြင်းအဖွဲ့အစည်းနဲ့မှတ်ဉာဏ်စသည့်အရေးကြီးသောကျွမ်းကျင်မှုများကိုဖွံ့ဖြိုးအောင်ကူညီပေးသည်ဤကျွမ်းကျင်မှုများကကလေးငယ်များ၏ကျောင်းသားဘဝတစ်လျှောက်တွင်ကူညီပေးနိုင်မည့်အရာဖြစ်သည်ကလေးငယ်များစူးစမ်းလေးလာနိုင်စေရန်အတွက်စိတ်ဝင်စားဖွယ်ရာအပြည့်နဲ့မတူညီသောအသုံးဆောင်ပစ္စည်းများဖြင့်စာတင်ခန်းကိုဖန်တီးပေးထားသည်ကလေးငယ်များသည်သူတို့၏ပတ်ဝန်းကျင်ကိုစူးစမ်းလေးလာခြင်းပတ်ဝန်းကျင်ရှိအရာများအကြောင်းပြောဆိုခြင်းမေးခွန်းများမေးမြန်းခြင်းနဲ့သူတို့၏ကိုယ်ပိုင်အသွေးအခေါ်မျှဝေခြင်းကိုကျွန်ုပ်တို့စောင့်ကြည့်ကြည့်ရှုပေးသည်ကလေးများဟာသူတို့နေထိုင်တဲ့ကဘာကြီးအကြောင်းကိုရိုးရိုးသားသားပြောပြပေးရန်လိုအပ်ကြောင်းကျွန်ုပ်တို့ယုံကြည်ပါသည်ခန္ဓာကိုယ်မိသားစုလူမျိုးယဉ်ကျေးမှုလင်မတရားမှုတွေနဲ့တခြားသောကလေးများစိတ်ဝင်စားသည့်အကြောင်းအရာအလုံးနဲ့ထိတွေ့ပေးနိုင်အောင်ကျွန်ုပ်တို့စူးစမ်းပါသည်တုတ်တော်လှုပ်ဆောင်ရာတွင်လဲသူတို့တိနားလေတဲ့စကလုံးတွေသုံးပြီးလှုပ်ဆောင်ပေးမိမူကြိုကျောင်းနဲ့အပြင်ဘက်ဆိုင်ရာအတွေ့အခေါ်နှစ်တနစ်ဤအစိတ်အပိုင်းအလုံးကိုအပြင်ဘက်တွင်ကျွန်ုပ်တို့အချိန်အများပြားကုန်ကြသည်ဒါတွေကကလေးများဤတဘာဝနှင့်ဆက်ဆံရေးကိုဖွံ့ဖြိုးလာအောင်ကူညီပေးသည်ကလေးများဟာပြပလောကမှာစိတ်အေးလက်အေးပိုခံစားရပြီးစိတ်ရှုပ်ထွေးမှုလည်းနေပါကအခြားသူများဤနှိပ်ပံဖြစ်ခြင်းလည်းနေပါစေသည်ယတိဥတုအေးသည့်အခါတွင်အပြင်ထွက်တော်လဲကလေးများဤခန္ဓာကိုမအေးအောင်အဝတ်အလုံးလောက်ရှိစေရန်ကျွန်ုပ်တို့ကူညီပါသည်ကျောင်းရှိကလေးတိုင်းအတွက်မူကာနဲ့နင်းကာဝတ်စုံများထောက်ပံ့ပေးသည်အလွန်ပူပြင်းသောသုံးမဟုတ်အလွန်အေးသောယတိဥတုတွင်သုံးမဟုတ်မိုးတဲထန်စွာ
ရွာသွန်းပါကကျွန်ုပ်တို့သည်ကျောင်းအတွင်းထဲ၌သာရှိနေနိုင်သည်ကျွန်ုပ်တို့ဘင်ကားနှင့်အပြင်ထွက်ရတာကိုနှစ်သက်ပါသည်တောအုပ်များဥယျာဉ်များရေကန်တုံမဟုတ်စိုက်ကွင်းများစီသို့မကြာခဏသွားလေရှိသည်ကလေးများအားလုံးကားထိုင်ခုံတွင်ထိုင်ကြရပါသည်ဘင်ကားမောင်းသည့်ဆရာတိုင်းကားမောင်းလိုင်စင်ရှိပြီးဘေးကင်းစွာမောင်းနှင်းကြသည်တခါတလေဘင်ကားနှင့်သွားမဲ့အစာရက်ွက်ထဲမှလမ်းလျှောက်ကြသည်ကျောင်း၏တင်ယူညွန်တန်းဆိုဒီမှာကလေးများတင်ယူလေ့လာနိုင်ရန်ကျွန်ုပ်တို့ကျောင်းတွင်လှုပ်ဆောင်သမျှအရာအားလုံးကိုဆိုလိုပါသည်၎င်းတို့ထဲတွင်ကျွန်ုပ်တို့၏စီတိထောက်ပံ့ပစ္စည်းများနှင့်အခြားသောပစ္စည်းများအနုပညာကိရိယာဘလောက်များအယုတ်များရုပ်ပုံများကျွန်ုပ်တို့ဖတ်သည့်စာအုပ်များကျွန်ုပ်တို့စာသင်ခန်းကိုတည်ဆောက်ပုံနဲ့ကျွန်ုပ်တို့၏ကလေးများဆွေးနွေးသည့်အရာများပါဝင်သည်နေ့စဉ်နေ့တိုင်းကျွန်ုပ်တို့ကလေးများကိုကူညီသည်သူတို့၏မိသားစုများနဲ့အဝေးတွင်တက်တောင်းတက်တာနေထိုင်တတ်စေရန်လူစိမ်းလူကြီးကလေးများနဲ့ပေါင်းတင်ဆက်ဆံတတ်စေရန်လိုအပ်သည်များကိုညွန်ပြတတ်ရန်လေ့လာခြင်းဥပမာဗိုက်စာကြောင်းတစ်ခုလိုအပ်ကြောင်းတစုံတစ်ခုကိုတဘောမကျခြင်းကြောင်းပြောပြတတ်စေရန်စိတ်ပြမှုဝမ်းနည်းမှုနဲ့ဒေါသကိုဘေးကင်းသောနီလန်းများဖြင့်ဖော်ပြတတ်စေရန်လေ့ကျင့်ပေးခြင်းတက်သူရွေတူအခြားကလေးများနဲ့ကစားရန်စာသင်ခန်းထဲကကလေးများစိတ်ဝင်စားသည့်အရာများအကြောင်းလဲလေ့လာကြသည်ထိုအရာများကအမြဲတမ်းပြောင်းလဲနေတတ်တော်လဲမူကြိုကျောင်းသားများကပိုးမွားများပြုခြင်းရေသဲရွံ့ဘောလုံးများနဲ့ဘီးတွေပါတဲ့အရာတွေကိုနှစ်သိမ့်လေရှိပါသည်ကျွန်ုပ်တို့၏တင်ယူညွန်တန်းကိုလမ်းညွှန်ရန်ဗရမွန်အစောပိုင်းတင်ယူမှုစံနှုန်းများကိုအသုံးပြုပါသည်ဤစံနှုန်းများသည်ဖွံ့ဖြိုးတိုးတက်မှုအဆင့်တိုင်းတွင်ကလေးငယ်များတင်ယူတင်သည့်ပန်းတိုင်များပေးဆောင်နိုင်သည်ကျွန်ုပ်တို့၏စာသင်ခန်းရှိပစ္စည်းတွေ iPad သို့မဟုတ်ကွန်ပျူတာများနဲ့သို့တော် digital နည်းပညာများပါဝင်ပါသည်အပြုအမူဆိုင်ရာပံ့ပိုးကူညီမှုနဲ့ပဋိပက္ခများကိုဖြေရှင်းခြင်းဤအသက်အရွယ်တွင်ကလေးများသည်ဘေးကင်းလုံခြုံပြီးအတူတကွလှုပ်ဆောင်နိုင်ရန်လူကြီးများထံမှပံ့ပိုးကူညီမှုလိုအပ်ကြောင်းသူတို့ကိုယုံကြည်ပါသည်ကလေးများစုအတွက်မိုးကြိုကြောင်းဆိုတဲ့အရာတခြားသုံးနှစ်အရွယ်ကလေးတွေနဲ့ပစ္စည်းတွေနေရာတိုင်းကိုပထမအနေနဲ့မျှဝေကြတဲ့နေရာဖြစ်သည်ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်သည်ကျွန်ုပ်တို့ကလေးတွေကိုဝမ်းနည်းတဲ့အချိန်ဘယ်လိုစကားမျိုးသုံးနှုန်းရမယ်ဆိုတာတွေသူတို့စိတ်ဆိုးဒေါသထွက်တဲ့အချိန်စိတ်ပြတ်တဲ့အချိန်တွေမှာဘေးကင်းတဲ့နီလန်းနဲ့ဘယ်လိုမျိုးဖော်ပြမလဲဆိုတာတွေကိုမကြာခဏကူညီတင်ကြပါသည်ကလေးတွေကအန်နီမေမကင်းတဲ့အရာဒါမှမဟုတ်စိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာတစ်ခုလုပ်ခဲ့ရင်သူတို့တင်ယူဖို့လိုအပ်နေသေးတဲ့အရေးအချင်းတွေကိုပြသနေပါတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်စီကံဖောက်ဖျက်တဲ့ကလေးတွေကိုအပြစ်ပေးမဲ့အစားသူတို့တွေအရေးအချင်းအသစ်တွေကိုတင်ယူနိုင်အောင်ကျွန်တော်တို့ကူညီပေးပါတယ်ပဋိပက္ခဖြစ်သည့်အခါတိုင်းတစုံတစ်ယောက်ကိုထိခိုက်စေတဲ့အခါမျိုးဒါမှမဟုတ်ကလေးအချင်းစိတ်ဆိုးတဲ့အခါမျိုးတွေမှာကျွန်ုပ်တို့ကလေးတွေကိုဒီမေးခွန်းလေးခုကိုမေးလေးရှိပါသည်။ဘာဖြစ်ခဲ့တာလဲ။ဘယ်လိုခံစားရလဲ။ဘာလိုအပ်လဲ။နောက်တစ်ချိန်ဆိုဘယ်လိုတွေပြောင်းလဲခြင်းတလဲ။ကျွန်ုပ်တို့မှာကလေးများဤခံစားချက်နဲ့လိုအပ်သည်များကိုခွဲခြားသိစေနိုင်ရန်ကျွန်ုပ်တို့အသုံးပြုသည့်ခံစားချက်များနဲ့လိုအပ်ချက်များပါသည့်ရုပ်ပုံများရှိသည်။မတန်ပြုစုခြင်းနဲ့ကျောင်းတွင်ဖွံ့ဖြိုးတိုးတက်မှုခြေရာကောက်ခြင်းနေ့စဉ်နေ့တိုင်းကျွန်ုပ်တို့ကကျောင်းသားတဦးချင်းစီကိုကြည်ပြီးမှတ်တမ်းယူကြပါတယ်ကျွန်ုပ်တို့သည်တင်ယူများတွင်အကူအညီဖြစ်စေရန်ကလေးများအတွက်ကျောင်းတွင်ပျော်ရွှင်ဖွယ်နေ့ရက်များပြောင်းလဲဖန်တီးပေးနိုင်ရန်အဆိုပါမှတ်တမ်းများကိုအသုံးပြုကြပါသည်ကျွန်ုပ်တို့သည်ကလေးတဦး
စီရီစွမ်းရည်များသည်၎င်းတို့၏အသက်အရွယ်အတွက်မျှော်လင့်ထားသည့်ဖွံ့ဖြိုးမှုနှင့်ကိုက်ညီပုံကိုနားလည်နိုင်သည့်အကဲဖြစ်မှုစနစ်ကိုလည်းအသုံးပြုပါသည်ထိုစနစ်ကို TSG လို့ခေါ်ပါတယ်ဖွံ့ဖြိုးတိုးတက်မှုသို့မဟုတ်ကျန်းမာရေးလိုအပ်ချက်ရှိနေသောကျောင်းသားများကလေးတွေအတွက်သူတို့ရဲ့အရေးအချင်းနဲ့စွမ်းရည်တွေတိုးတက်ဖို့အချိန်များစွာလိုအပ်ကြောင်းကျွန်တော်တို့နားလည်ပါတယ်ကျွန်တော်တို့မူကြိုကျောင်းသည်မတူညီတဲ့စွမ်းရည်တွေနဲ့ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းရှိတဲ့ကလေးတွေအတွက်အရေးရွေးချက်ထားချင်းဖြစ်ပါသည်မတန်ဆွမ်းကလေးများတော့မဟုတ်အထူးကျန်းမာရေးလိုအပ်ချက်များစရှိသောကလေးများနဲ့ကိုက်ညီသောစာသင်ခန်းတစ်ခုဖန်တီးရန်ကျွန်တော်တို့လှုပ်ဆောင်ပါတယ်ကလေးများ၏အပြုမူတော့မဟုတ်အရေးအချင်းများသည်၎င်းတို့၏အသက်အရွယ်အလိုက်ဖွံ့ဖြိုးမှုနောက်ကျနေကြောင်းတတိပြုမိပါကကျွန်တော်တို့၏လိတ်လာတွေ့ရှိချက်များကိုမိသားစုများနဲ့ဝေမျှပါသည်အဆိုပါကျောင်းသားတွေအထောက်အပံ့ပုံမူရရှိရန်အကောင်းဆုံးနည်းလမ်းများကိုရရှိရန်ဆွေးနွေးပေးသွားပါမည်ကလေးများသည်၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှုတွေနောက်နှင်းနေပါကငယ်ရွယ်စဉ်ထောက်ပံ့မှုရခြင်းသည်၎င်းတို့၏ဘဝအရေးအသွေးနှင့်အသက်ကြီးလာသည်နှင့်အမျှ၎င်းတို့၏ကျောင်းအသွေးအကြုံအတွက်မယုံနိုင်လောက်အောင်အထောက်အကူဖြစ်ပါသည် The Family Room ရှိအခြားအရင်အမြတ်များ The Family Room မှာပါဝင်တဲ့အခြား program တွေကတော့လူကြီးများနဲ့ကလေးများတခြားမိသားစုများနဲ့အတူတကွအချိန်ကုန်ဆုံးနိုင်ရန်ဖန်တီးပေးထားသောကစားအဖွဲ့များမိဘအထောက်အကူဖွဲ့များမိဘပညာရေးအင်္ဂလိပ်နဲ့ကွန်ပျူတာအတန်းများကိုဝန်ဆောင်နဲ့မိဖွားပြီးသူများအတွက်ထောက်ပံ့များတို့ဖြစ်ပါသည်ကျွန်ုပ်တို့သည်ဒိုင်ပါများအဝတ်အစားများနဲ့အခြားသုံးဆောင်ပစ္စည်းများကိုလည်းပံ့ပို့ပေးပါသည်အဆိုပါအရင်းမြစ်များနဲ့ပတ်သက်၍အသေးစိတ်သိရှိလိုပါကဆရာမတဦးဦးကိုမေးမြန်းစုံစမ်းနိုင်ပါသည်မိသားစု၏ပါဝင်ပတ်သက်မှုမိသားစုတွေကသူတို့ရဲ့ကလေးတွေအကြောင်းအကောင်းဆုံးသိကြပါလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ကျွန်တော်တို့ကတင်တို့ရဲ့ကလေးတွေကိုဘလို့အကောင်းဆုံးဂရုစိုက်ပေးဖို့အတွက်တင်တို့ရဲ့ idea တွေလိုအပ်ပါတယ်ဆရာမတွေကမိသားစုတွေနဲ့နေ့စဉ်လိုက်ပို့တဲ့အချိန်လာကြိုတဲ့အချိန်တွေမှာစကားပြောပေးပါမယ်အိမ်ပုံများနဲ့ကျောင်းတွင်ဖြစ်ပျက်ခဲ့သမျှအခြေအနေများကိုစာဖြစ်ရေး၍၎င်းပို့ပေးပါမယ်အိမ်တွင်ဖြစ်ပျက်နေသည့်အပြောင်းအလဲများကြောင့်မေးခွန်းများမေးရန်သို့မဟုတ်တောင်းဆိုချက်များသို့မဟုတ်အကြံပြုချက်များပြုလုပ်ရန်မိသားစုများကိုကျွန်ုပ်တို့နဲ့မျှဝေရန်ကြိုဆိုပါသည်မိသားစုတစ်ခုခုကကျွန်ုပ်တို့ဝန်ထမ်းများမပြောနိုင်တဲ့ဘာသာစကားတစ်ခုခုပြောပါကကျွန်ုပ်တို့ဘက်ကဖုန်းထဲကသစင်းစကားပြန်စီရင်ပေးပါမယ်ကြိုပြီးပြောဆိုထားပါကလူကိုယ်တိုင်စီစဉ်ပေးပါမယ်မိသားစုတစုစီကိုနှစ်စဉ်အစည်းအဝေးနှစ်ကြိမ်တက်ရန်၎င်းတို့၏ကလေး၏ကျောင်းသွေးအကြုံနဲ့ဖွံ့ဖြိုးတိုးတက်မှုများကိုဆွေးနွေးရန်ကျွန်ုပ်တို့ဖိတ်ခေါ်ပါမည်မိသားစုတိုင်းကိုတစ်နှစ်လနှစ်ကြိမ်ကျွန်ုပ်တို့၏ပရိုဂရမ်နဲ့ပတ်သက်၍စစ်တမ်းများအကြံပြုချက်များကိုမျှဝေပေးရန်ဖိတ်ခေါ်ပေးပါမည်မိသားစုတိုင်းမိမိတို့ကိုပိုင်ဘာသာစကားဖြစ်လို့ရပါသည်သို့မဟုတ်စကားပြန်နဲ့လည်းစစ်တမ်းဖြေနိုင်ပါသည် Family Room တွင် Family Room တို့တောင်းလဲမှုများနဲ့ပတ်သက်၍အကြံပြုချက်များနဲ့အကြံဉာဏ်များပေးသောမိသားစုအကြံပေးကော်မတီရှိပါသည်ပါဝင်ရန်စိတ်ဝင်စားပါကကျွန်ုပ်တို့အားအသိပေးနိုင်ပါသည်ကလေးသူငယ်များအားအလွဲသုံးစားပြုခြင်းသို့မဟုတ်လက်လူရှုခြင်းဟုတန်တရားရှိခြင်းကလေးတဦးသည်၎င်းတို့၏အိမ်တွင်အနိုင်ကျင့်ခံရခြင်းသို့မဟုတ်
လက်လူရှုခံရသည်ဟုကျွန်ုပ်တို့တန်တရားရှိပါကကလေးများနဲ့မိသားစုများအတွက် Vermont ဌာနတို့ပြည်내ဥပဒေအရဝန်ထမ်းများအားလုံးအစီရင်ခံရလိုအပ်ပါသည်မတူညီသောယဉ်ကျေးမှုများနဲ့မတူညီသောနိုင်ငံများတွင်ကလေးများကိုဆုံးမသွင်းတင်ရန်လက်ခံနိုင်ဖွယ်မရှိသောနီလန်းများကိုပတ်သက်သည့်ကွဲပြားခြားနားသောစီမင်းများသို့မဟုတ်အယူအဆများရှိသည် Vermont တွင်အလွဲသုံးစားပြုမှုသို့မဟုတ်လက်လူရှုမှုဟုယူဆထားသည့်အရာများနှင့်ပတ်သက်၍တင်းမေခွန်များရှိပါကကျွန်ုပ်တို့အားမေးမြန်းနိုင်ပါသည်မိသားစုများသည်၎င်းတို့၏ကလေးများကိုလုံခြုံသောနည်းလမ်းဖြင့်ပြုစုဆောင်ရှောက်ရန်သို့မဟုတ်၎င်းတို့၏ကလေးများ၏အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ခြင်းနှင့်ပတ်သက်၍စိုးရိမ်မှုများရှိပါကကျွန်ုပ်တို့နှင့်ဆွေးနွေးလို့ရပါသည်လက်ဝတ်ချက်ကျောင်းသားများနှင့်မိသားစုများ၏အချက်အလက်အားလုံးကိုလက်ဝတ်ချက်အဖြစ်သိမ်းဆည်းထားပေးမဲ့တချို့အရာလေးတွေကတော့ချွေယွန်းချက်ရှိပါသည်ကျွန်ုပ်တို့ဒီကျောင်းသားများ၏အခြေခံချက်အလက်များကို Vermont ပညာဌာနအပြင်ကျောင်းသားနေထိုင်သောကျောင်းခရိုင်နှင့်မျှဝေပေးသည်အနိုင်ကျင့်ခံရခြင်းသို့မဟုတ်လက်လူရှုခြင်းအကြောင်းအရာတွေနဲ့ပတ်သက်လာရင်တော့ကလေးများနဲ့မိသားစုများအတွက်ဌာနအသေးစိတ်အချက်အလက်များဝေပေးပါသည်ကျွန်ုပ်တို့သည်တခြားသူများနဲ့အချက်အလက်တွေမျှဝေမည်ဆိုရင်လည်းအရင်ဆုံးမေးမြန်းပြီးမှမျှဝေမည်ဖြစ်ပါသည်ကျွန်ုပ်တို့မူကြိုအကြောင်းလာရောက်လေ့လာသည့်အတွက်အထူးပင်ကျေးဇူးတင်ရှိပါသည်ထပ်တွေ့ကြမယ်နော်